original ပုံနဲ့ရှင်းပြမှာသူမဆိုသိမှာပေါ့တဲ့ဟုတ်ကဲ့အခုလိုမေးပြီးရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီမိကုန်းလေးတဘောကြတယ်ဗောနော်အဲ့တော့ကျွန်တော် original ပုံနဲ့ကျွန်တော်ဟိုနေ့ကတင်လာတဲ့ပကြီးလက်ရပုံလေးနဲ့ဘယ်လိုကွာခြားမှုအခြေအနေရှိတယ်ဆိုတာကျွန်တော်ဒီဗီဒီယိုလေးမှာပြပေးမယ်နော်ဒါကတော့ဟိုတနေ့ကကျွန်တော်ဆွဲပြီးတယ်ကျွန်တော်ရဲ့အထက်လက်ရလေးဗောနော်ဘောင်နဲ့ထည့်ပြီးပါပြီဒီမှာကတော့ဒါသူ့ရဲ့မူရင်းပုံမှာဒီမှာကြည့်ဒါဒီဘက်ကဟိုဘက်ကကောင်းဒီဘက်ကကောင်းပါလိမ့်ပေါ့နော်ဒီဘက်ဘက်ချမ်းဒီဘက်ကပုံကတော့ဒီဘက်ညာဘက်ချမ်းကလေးမလေးပေါ့နော်ဒီမှာမူရင်းပုံတိုင်းဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘူးပေါ့နော်သူကလည်းအင်ကြီးတစ်မျိုးသူကဒီဘက်ညာဘက်ချမ်းကလေးမလေးကအင်ကြီးကဒီအင်ကြီးမဟုတ်ဘူးဒီမှာမူရင်းဟာပေါ့နော်အဲ့ဒါကျွန်တော်ကျွမ်းကျင်တယ်လို့ပေါ့အဲ့ဒါ customer စိတ်တိုင်းကြဖြစ်အောင်ဆိုပြီးတော့သူတို့က customer အပ်တဲ့ပုံစံလဲသူညီမ2ယောက်ဆိုတော့သူကအတူတူပဲလိုချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တတ်လောက်လေးနဲ့ကျွန်တော်ပြန်ပြီးဆွဲပြီးတာဖြစ်ပါတယ်လို့